ကဲဒီနေ့တော့မဟာချိုင် pattern မဟာ Chinese ပေါ့နော်မဟာချိုင် pattern လေးတွေအကြောင်း standard ဘယ်လိုကြည့်ရလဲဆိုတဲ့အကြောင်းကိုကျွန်တော် recording လုပ်ပေးပါပြီ။ Okay တော့ပထမဆုံးကျွန်တော်တို့ဒီ IBC ရဲ့ပေါ့နော် International Pattern Congress ရဲ့ဒီ standard guide ပေါ့ကျွန်တော်တို့အရင်ဆုံးကြည့်ကြမယ်။ဒီထဲမှာက pattern ကအမျိုးအစားအများကြီးပါတယ်။ pattern အမျိုးအစားအများကြီးပါတယ်။အဲဒီမှာကျွန်တော်တို့ဒီထဲမှာဒီ pattern မဟာ Chinese ကိုကျွန်တော်တို့ကြည့်ကြမှာပေါ့နော်။ဒီထဲမှာ standard တွေကပါတယ်ဒီမှာဒီ Handra เนาะတခြားဒီ API တို့ဘာလို့လဲပါတယ် Hubris เนาะသူတို့ standard တွေဘယ်လိုကြည့်ရလဲဆိုတဲ့အကြောင်းအများကြီးပါကျွန်တော်ဒီအကြောင်းတွေမပြောတော့ဘူးဒီထဲမှာပါတဲ့အကြောင်းတွေသိအောင်ပြောပြပေးတာဒီ guide board ထဲမှာအကုန်လုံးပါတယ်ဆိုတော့ပြောပြပေးတာတို့တော့ကျွန်တော်တို့ကဒီ Bubble Nester ဒီအတိုက်ကိုပါဇက်ကနေဘူပေါင်းလေးအတိုက်လုပ်ပြီးတော့မျိုးပွားတဲ့၅မျိုးစိတ်ပေါ့နော် Bubble Nester Splannum Complex Alpha ၅တွေဖြစ်တယ်အဲ့ဒီမှာဘာတွေပါလဲဆိုတော့ Beta Splannum ပါတယ် Samragina Maha Chinese เนาะ Beta Stictox Embellis Cymodian Tails ဒီကောင်တွေအကုန်လုံးပါတယ်အဲ့တော့အောက်မှာတော့ဒါသူ့ရဲ့ general fault เนาะဒါတခုချင်းတော့ပြီးရှင်းပြဒါစာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေနဲ့one map လုပ်တာပေါ့နော် Okay ဒီမှာဒါဆိုရင် Embellis အကြောင်းCymodian Tails အကြောင်းဒီမှာ Samragina Maha Chinese Beta Stictox เนาะ Bubble Nester ထဲမှာဒီBellica complex group ဒီ group ဒါရထားပါတော့เนาะကျွန်တော်နောက်ပိုင်းညမှာကျွန်တော်ချိန်ရရင်ဖြည်းဖြည်းချင်းပြောပြကြမယ်အခုကကျွန်တော်ပြိုင်ပွဲလုပ်ဖို့အတွက်ဒီစဉ်းစားတာဒီမှာ Maha Chinese ပေါ့နော်လူကြိုက်တဲ့နည်းများတယ်နောက်ပြီးတော့ဒီမွေးရပြရတယ်လွယ်ကူတယ်ထိရလည်းလွယ်ဆိုတော့ဒီငါးလေးကိုကျွန်တော်အဓိကရည်ရွယ်ထားတာပေါ့နော် domestic group ထဲမှာဆိုတော့ဒီ fancy copper color placket FCCP ကလူကြိုက်များတော့ eyeline ကိုယူထားရပေါ့နော်ပြိုင်ပွဲလုပ်ဖို့အတွက်ဒါကျွန်တော်အသေးစိတ်ကိုတော့ဒီနောက်ပိုင်းညရင်ထပ်ပြီးပြပြပေးပါမယ်အခုတော့ကျွန်တော်ဒီ pattern မဟာချိုင်တစ်ကောင်ကိုဘယ်လိုမျိုးဝယ်ယူရမလဲဘယ်ဟာတွေက standard ကြည့်ရတယ်ဘယ်ဟာတွေကိုကြည့်ပြီးတော့ဈေးနှုန်းသတ်မှတ်တာဘယ်ဟာတွေကပြိုင်ပွဲဝင်တဲ့ grade ဖြစ်တယ်ဆိုတော့ကျွန်တော်ရှင်းပြပေးမှာပေါ့နော်တော့ဒီ pattern မဟာ Chinese ကိုကျွန်တော်မကြည့်ဘူးသူရဲ့ဒီ Splannum complex တွေကကျွန်တော်ဒီသူရဲ့ general force ပေါ့နော် general ပြစ်ချက်လေးပေါ့ general ပြစ်ချက်လေးကိုကျွန်တော်ကြည့်အောင် general ပြစ်ချက်ဆိုတာဒီ Splannum အုပ်စုထဲမှာကဲလို့ဒီ general ပြစ်ချက်ကိုဒီ Splannumဒီအမီးတောင်ရဲ့ပြစ်ချက်ကိုကျွန်တော်တီးတက်မီးတောင်ဆိုရင်ဒီထဲမှာလာကြည့်ရတယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုကျွန်တော်ဒါကျွန်တော်မဟာချိုင်နဲ့ဆိုင်နေပိုင်းအဲ့ဒီကျွန်တော်စာပြီးကြည့်အောင် Okay ဒီမှာ temperature ဘယ်လောက်မှနေရလို့เนาะဘယ်လိုမျိုးဒီသူ့ရဲ့ဒီ habitat ရှိရဲလို့သူ့ရဲ့ဒီတဘာဝနေချောင်းဘယ်လိုနေထိုင်တဲ့အမူအကျင့်ရှိရဲလို့ဆိုတာကျွန်တော်မရှင်းပြတော့ဘူးအဲ့ဒါကြီးကျွန်တော်ကပြောချင်တာမဟုတ်အဓိက standard တွေကျွန်တော်ကဆွေးနွေးချင်တာအဲ့တော့ဒီမှာကျွန်တော်ကြည့်ရMaha Chineseမှာကျွန်တော်ဒီ regular size သူ့ရဲ့ normal အရွယ်အစားဒီ 3.75 cm ရှိရမယ် 3.75 cm ဆိုတော့ကျွန်တော်တို့ဒီခေါင်း9ရဲ့ခေါင်းကနေပြီးတော့နှုတ်ခမ်းပေါ့နော်နှုတ်ခမ်းကနေပြီးတော့ပါးစပ်ကနေပြီးတော့ကျွန်တော်အမီအရင်ခေါ်တဲ့ပြည်တန်းကလေးကိုတိုင်းတဲ့အတိုင်းဒါဖြစ်ပါတယ်နောက်ပြီးနေကျွန်တော်ပုံလေးနဲ့ရှင်းပြမှာပေါ့နော်ခုကျွန်တော်တို့ဒါပြစ်ချက်လေးရေလုံးစကြည့်မယ်ပထမဆုံးကဒီ color force ဆိုအရာပေါ့နော်ခန္ဓာကိုယ်မှာမြင်နေရတဲ့ကျွန်တော်မျက်စိနဲ့မြင်နေရတဲ့ color ကိုကြည့်ပြီးတော့ဆုံးဖြတ်တဲ့ဒီပြစ်ချက်ကလေးဒီ Beta Splannum groups က especially the red and iridescent must be vivid and bright အဲ့တော့သူ့ရဲ့ဒီခန္ဓာကိုယ်မှာရှိတဲ့ဒီ iridescent ကရောင်ပြန်ပေါ့နော်ရောင်ပြန်ကင်မရာတွေထဲမှာတိတ်ပြီးမမြင်ရဘူးလူရဲ့မျက်လုံးထဲမှာတိတ်ချကောင်းမွန်မြင်ရတဲ့ကောင်အဲ့ဒါ iridescent layer ပေါ့နော်သူကကျွန်တော်တို့ကားမီးတွေပါမှာဆိုလို့ရှိရင်ရောင်ပြန် hologram ပေါ့အဲ့လို hologram ပုံစံမျိုးပဲအဲ့ဒါကိုကျွန်တော် iridescent လို့ခေါ်တယ်ပေါ့နော်အလင်းထိုးလိုက်ရင်အဲ့ဒီအလင်းကိုကျွန်တော် reflect လုပ်ပြီးတဲ့ဒီ pigment တွေပါတဲ့ skin layer မျိုးတစ်မျိုးပေါ့နော်အဲ့ဒီကောင်ကျွန်တော် iridescent layer လို့ခေါ်တယ်အဲ့ဒီအကြောင်းလေးကျွန်တော်တောက်ပနေရမယ် vivid and bright တောက်ပတဲ့ color ရှိရမယ်ထိုင်မှန်နေလို့မရဘူး the overall colors look pale or dark အဲ့တော့ဒီ overall color ဆိုငါးတစ်ကောင်ကြည့်လိုက်လို့ခြုံငုံကြည့်လိုက်လို့အဲ့ဒီငါးတစ်ကောင်လေးတောက်ပမရှိပဲနဲ့အရောင်မှိန်နေမယ်အရောင်ညစ်နေတဲ့ပုံစံပေါက်နေတယ်ဆိုရင် major fault ဖြစ်တယ် major fault ဆိုပြစ်ချက်ကြီးရေပေါ့နော်ပြစ်ချက်ကြီးအမှတ်အများကြီးရော့နိုင်တယ်ငါးတစ်ကောင်တောက်မရှိဘူးဆိုကြတယ်ဒီကောင်လေးပြိုင်ပွဲဝင် grade မဟုတ်တော့ဘူးအမှတ်အများကြီးရော့နိုင်တယ်ပြိုင်လို့မရတော့အခြေအနေဖြစ်သွားနိုင်တယ် and even body color ဒီငါးတစ်ကောင်ရဲ့ခန္ဓာကိုယ်ရဲ့ body မှာရှိတဲ့ color ကအရောင်မညီတာဥကောင်းပိုင်းနဲ့ဒီခန္ဓာကိုယ်ပိုင်းနဲ့အနောက်မီးရဲ့ပိုင်းဒီ body color တစ်ခုလုံးဒီ color မညီတာပေါ့နော်အရှိမအစိမ်းအောင်ဖြစ်ပြီးအနောက်မှာအပြာအောင်ဖြစ်နေတာဒါမျိုး color မညီတာကျွန်တော်တို့ဒီ minor fault ဖြစ်ပါတယ်နောက်ပြီး the colors look not bright slight fault အဲ့တော့ color ကတောက်ပမှုတော့ရှိတယ်ဒါပေမဲ့ဒီ not bright sorry ရောင်ကဒီ vivid color တော့ဖြစ်တယ်ဒါပေမဲ့ bright မဖြစ်တာပေါ့နော်လင်းတာပေါ့လင်းထင်းမရှိတာ
တောက်ပမှုရှိဒါပေမဲ့အရင်ကြီးရင်းထဲမရှိရအဲ့ဒါမျိုးဆိုတော့ကျွန်တော်က slide 4 picture နည်းနည်းပဲရှိရပါတော့ဒီခုနကတော့ body မညီတာကျတော့ minor 4 picture 2ကနည်းနည်းကြီးတယ် major 4ပြီးရင်သူက minor 4ပေါ့နော် major 4က picture အကြီးဆုံး minor 4ကကျတော့သူကတစ်စင်းနှိမ့်တယ်ပေါ့နော် major 4တဲ့နည်းနည်းနှိမ့်သွားတယ်ပေါ့ဥပမာ major 4အမှတ်5မှတ်ရှော့မယ်ဆိုရင် minor 4အမှတ်4မှတ်ပေါ့ဒီလိုမျိုးပေါ့နော် slide 4ကကျတော့တစ်မှတ်ပေါ့ဒါမျိုးသွားလို့ရတယ်နောက်ပြီး shape form 4အဲ့တော့ဒီ shape form 4ဆိုတာကသူနဲ့သက်ဆိုင်အခိုင်အမာကျွန်တော်ကြည့်ကြမယ်ပေါ့နော်ဒါလက်ရှိ color ကိုကျွန်တော် general ရေပြီးအပြင်ခြုံငုံသုံးသပ်ခြင်းဖြစ်ပါတယ်အဲ့တော့ခန္ဓာကိုယ်ဒီအဓိကအပြင်ကျွန်တော်ခြုံငုံကြည့်ရမယ်ဆိုပါလဲဆိုတော့ခန္ဓာကိုယ်ဒီတောက်ပတဲ့ bright color ဖြစ်ရမယ်နောက်ပြီးရင်ဥကောင်းပိုင်းကနေခန္ဓာကိုယ်နောက်ပိုင်းထိ color ဒီတညီရဲရှိရမယ်ဒါကိုကျွန်တော်တို့ကအကြံမြင့်မှတ်ထားနိုင်ရတယ် okay နောက်တစ်ခုက dorsal ဒီကြော်ရိုးဆူတောင်ပြောတာဖြစ်တယ်ပုံလေးနဲ့လည်းကျွန်တော်မြင်အောင်ချက်ကြည့်ကြရပါတယ်ကြော်ရိုးဆူတောင်ဒီဒါကိုပြောတာဖြစ်တယ်ခုနကတော့ကျွန်တော်ဒီဥကောင်းကနေပြီးတော့ဒီ column peduncle လို့ခေါ်တယ်အမီအရင်ထိကိုကျွန်တော်ဒီ body branch လို့ခေါ်တယ်ပေါ့နော် okay ခုကဒါကြော်ရိုးဆူတောင်ကိုကျွန်တော်ပြောကြမယ်white ကြဲဝန်းရှိအောင်ကြဲဝန်းဆိုတာသူ့ရဲ့ဒီအမီဒီကြောတောင်အရင်ပေါ့နော်ကြောဆူတောင်ကိုအရင်မှာကျွန်တော်ကျဲရမယ် having same height with caudal နဲ့သူကအမြင့်တူညီတဲ့အမြင့်ရှိရမယ် same height with caudal ဆိုတာကျွန်တော်အနောက်အမီကိုပြောတာဒီမှာအနောက်မီရဲ့အမြင့်နဲ့ဒီကျွန်တော် dorsal နော်ကြောရိုးတောင်ရဲ့အမြင့်ဒီတူညီပါရှိရမယ်ဒီမှာကြည့်လိုက်ဒီမှာကျွန်တော် sample ပုံလေးထည့်ထားတယ်ကြောရိုးဆူတောင်နဲ့အနောက်ခေါ်တဲ့အမီရဲ့အမြင့်ဒီကျွန်တော်တူညီပါရှိတယ်ဒီလိုမျိုးရှိနေရမယ်နောက်ပြီး no overlapping with coraphine နဲ့ကျွန်တော်ကထပ်နေလို့မရအောင်နော်မာဂျီတူပုံမှာပြထားတဲ့အတိုင်းပဲဒါ sample ပုံထဲမှာ coral နဲ့ coraphine နဲ့ဒီ dorsal fin ထပ်နေလို့မရဘူးခုနကမထပ်ရအောင်ဒီမှာကျွန်တော်တို့ကထပ်နေတယ်ဒီမှာကျွန်တော်ထပ်နေတယ်ဒါကျွန်တော်ပြန်မဝင်ငါးတွေပဲနော်ဒီမှာဆိုလဲကျွန်တော်တို့က coral နဲ့ထပ်နေတယ်နော်အဲ့ဒါဒီကျွန်တော်နောက်ပြီးရှင်းပြမယ်ဘာကြောင့်ထပ်နေရလဲထပ်နေဘယ်လိုမျိုး picture တွေရှိရလဲဆက်ပြီးရှင်းပြမယ်ဒါကသူက natural တဘာဝတွေမှာမြင်နေရတဲ့ငါးတွေကိုအခြေခံပြီးတော့သူကရေးဆွဲထားတာပေါ့နော်ဒီ standard တွေကကြာနောက်ပြီးတော့ not shaped like 3/4 of the cycle တစ်ခုရဲ့4ပုံ3ပုံမရှိတာမျိုး not neatly rounded slide for ဒီစူးတောင်မျိုးဒီကြောစူးတောင်မျိုးဒီ wine ဆက်မနေပဲနဲ့ပေါ့နော်တခြားပုံစံတွေရှိနေရမယ်သူကလက်မခံအောင်မရအောင်ပေါ့နော်အဲ့ဒီမှာကြည့်လိုက်ကြောစူးတောင်မျိုးဒီ wine လေးဖြစ်နေရမယ်လေးတောင်ဖြစ်နေရမျိုးခြုံထွက်နေရမျိုးเนาะနောက်ကောက်နေရမျိုးအရှိကိုလန်းနေရမျိုးဒါမျိုးတွေတော့မရှိရဘူးဒီစဝိုင်းရဲ့4ပုံ3ပုံပြည့်ရမယ်เนาะစဝိုင်းကျွန်တော်4ပုံ3ပုံစိတ်ကြည့်တယ်ပေါ့เนาะ3ပိုင်း4ပိုင်းပေါ့เนาะဒီမှာလို့ဆို3ပိုင်း4ပိုင်းပေါ့အဲ့လိုမျိုးစိတ်ကြည့်လိုက်ရင်ကျွန်တော်တို့အဲ့လိုမျိုး shape ရှိနေရမယ် okay နောက်ပြီးတော့ slide overlapping with coraphine slide ပေါ့အဲ့တော့ဒီကြောစူးတောင်ယုံနဲ့အနောက်အမီယုံနဲ့အနောက်အမီအတောင်နဲ့အခုထပ်လို့ရတယ်ဒါပေမဲ့နည်းနည်းပဲထပ်လို့ရမယ်အဲ့ဒါထပ်တယ်ဆိုလို့ရှိရင်ကျွန်တော် picture နည်းနည်းပါရှိတယ်ဟောဒီမှာ slide 4လို့သူပြောထားတယ် looks small minor 4အကယ်လို့များကြောစူးတောင်ယုံကတိတိလေးပဲဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒါသူဒီအကျုံးမဝင်ဘူးဒါ picture ကြီးတော့နော်တိတိလေးပဲဖြစ်နေလို့များကြောစူးတောင်ယုံ minor 4 overlapping with coraphine 2 mm or more major 4အဲ့တော့ဒီကြောရိုးတောင်နဲ့ကြောရိုးအမီနဲ့ဒီအနောက်အမီနဲ့ကျွန်တော်အမီတောင်ကိုခေါ်တာခက်လို့နော်သူအလွယ်ပဲကျွန်တော်ခေါ်လိုက်မယ်တစ်ခုနဲ့တူနေလို့မတူရင်လည်းမတူเนาะအဲ့အရာကိုကျွန်တော်မှန်အောင်လိုက်ပြောနေတာစကားရှာထောက်လို့ကြောစူတောင်ယုံနဲ့အနောက်အမီတောင်ယုံပြီးထပ်နေအများကြီးထပ်နေ2 mm တက်ကျော်သွားပြီဆိုတော့ဒါ major 4ဖြစ်သွားတယ်ပေါ့နော်ဒီချက်ကြီးရဲ့ပေါ့ဒီဒါကြောစူတောင်ယုံတော့ကာလာကြောင့်ပြောပြီးပြီကြောစူတောင်ယုံကြောင့်ပြောပြီးပါပြီcoraphine အနောက်အမီเนาะဒီအနောက်အမီneatly rounded or spade shape spreaded wide အဲ့တော့ neatly rounded or spade shape သူဒီ wine ဖြစ်ပြီးဒီဘက်ဘယ်ဘက်ပုံကြည့်ပါဘယ်ဘက်ပုံဒီသူရဲ့ PK placket အမီပေါ့နော်အမီဒီ rounded တွေအမီဒီ wine ညာဘက်ကပုံကကြတော့ဒါ spade တွေနော် spade တွေပုံစံမျိုးပေါ့နော် spade ဆိုတော့မြန်မာလူမျိုးတော့ကျွန်တော်ဒီမြန်မာလူတော့ကျွန်တော်ဘာသာပြန်ပြီးတော့ဗျာ spade တွေလို့ပဲခေါ်လိုက်ပေါ့နော်ကျွန်တော်ညီတဲအချိန်မှာတုံးတဲ့ကော်ပြား shape ပေါ့နော်အဲ့ဒါတော့ကျွန်တော် spade တွေလို့ခေါ်ရမယ်လို့ထင်တယ်မြန်မာလူတော့တိတ်ပဲဖွင့်မနေတော့ပါဘူးနော် spreaded wide နောက်ပြီးဆိုကြဲပြင်းနောက်ပြီးသူပြန်ကားနေကြက်တောင်လေးတစ်ခုမျိုးပြန်ကားနေတာပေါ့နော် okay one small damage slide for ကဲလို့များဒီအဲ့ဒီအမီဒီနောက်အမီမှာပြစ်ချက်တစ်ခုနဲ့တိုက်ထားလို့နာရတာမျိုးတစ်ခုနဲ့ငါးချင်းကိုက်လို့ဒီဒဏ်ရာရတာမျိုးဆိုလို့ရှိရင်သူဒီပြစ်ချက်ရှိပါတယ် slide for เนาะပြစ်ချက်နည်းနည်းပါရှိရပေါ့အမှန်နည်းနည်းပါလျော့နိုင်တယ်
an even ray slide fault an even ray ဆိုတာဒီထဲမှာကျွန်တော်တို့ဒီမှာကျွန်တော် line ရှိတယ်เนาะ primary line လေးဒီမှာဒီအမဲကြီးဆိုလို့ရှိရင်နှစ်ခုခွဲသွားတယ်ဒါကိုကျွန်တော်တို့ primary ray လို့ခေါ်ပြီးတော့ကွဲသွားတဲ့နှစ်ချောင်းကျတော့ secondary ray လို့ခေါ်တယ်เนาะအဲ့လိုမျိုး secondary ray တွေဒီကောက်နေတာလိမ်နေတာမျိုးเนาะအဲ့လိုမျိုးရှိရဆိုရင်ပြစ်ချက်ရှိတယ်เนาะဒီမှာအမဲချောင်းရှိရအဲ့အမဲချောင်းဒီ primary ray ဒီအမီရင်းကနေထွက်လာတဲ့အချောင်းကိုကျွန်တော် primary ray လို့ခေါ်ပြီးတော့အဲ့ primary ray ကနေပြီးတော့ခွဲသွားတာကို secondary ray လို့ခေါ်တယ်ပေါ့နော်ဒါဒီကျွန်တော်တို့ an even မညီတာပေါ့နော်ကောက်နေတာမဟုတ် an even ray မညီတာနော်ဒီကနေထွက်တဲ့ဒီမျိုးဒီထွက်တဲ့အကွာအဝေးဒီမညီတာကိုကျွန်တော်ကပြောတာနော်ဒီချောင်းကဒီနားမှာဒီချောင်းအဝေးကြီးမှာတစ်ခုနဲ့တစ်ခုဝေးနေရကွာနေရမျိုးနော်ထွက်ရင်ဒီနှစ်ချောင်းကကြတော့ချင်းချင်းနေထွက်ပြီးဒီနှစ်ချောင်းကကျယ်သွားတာမျိုးအဲ့ဒါကိုကျွန်တော်က an even ray လို့ခေါ်တယ်နောက်ပြီးတော့ asymmetrical shapes minor form နော်ဒါတော့ asymmetrical shape ဆိုတာအပေါ်နဲ့အောက်ဒီအပေါ်ချမ်းနဲ့အောက်ချမ်းကိုခောက်ချလိုက်ရင်ညီနေရမယ်မညီဘူးအပေါ်ပိုင်းကြီးပြီးအောက်ပိုင်းသေးနေဆိုရင်ဒါ asymmetrical ခောက်ရုံးမညီခြင်းကိုကျွန်တော်ခေါ်တယ်ပေါ့နော်ခေါက်ရုံးမညီဘူးဆိုရင်ဒါ minor form နော် minor form နောက်ပြီးတော့ banded ray minor form တောင်ဒီ ray တွေဒီ band ကွေးနေရမျိုးကောက်နေရမျိုးဆိုရင် minor form နော်ဒီ channel နဲ့ကြည့်တယ်random rays major form random rays ဆိုတာထွက်ချင်တဲ့နေရာတွေထွက်နေတာเนาะထွက်ချင်တဲ့ပုံစံတိုင်းထွက်နေအဲ့ဒါကိုကျွန်တော် major form ပြစ်ချက်တော်တော်ကြီးသွားပြီနောက်ပြီးတော့ double ray ray ဆိုတာကျွန်တော်ကဒီ secondary primary ray ကနေ secondary ray ဖြစ်ပဲခွဲလို့ရတယ်အဲ့ဒီ secondary ray ကနေထပ်ပြီးခွဲသွားရတယ်เนาะထပ်ဒီတတိယမြောက် ray တွေခွဲသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီပြစ်ချက်အရင်အောင်ကြီးသွားပြီ the branching is more than secondary disqualify เนาะ secondary ray ထက်များသွားပြီဆိုရင်ဒီ disqualify ဖြစ်သွားတယ်ပြန်မဝင်လို့မရတော့တာနောက်ပြီး A နဲ့ဒီအောက်ပိုင်းစုတော်လို့ပေါ့နော်ဒီအောက်ပေါ့ဖင်မီစုတော်လို့ပဲကျွန်တော်ခေါ်ကြပါတော့နော်အောက်စုတော်ရိုးလို့ပဲခေါ်ကြပါတော့နော်အောက်စုတော်ရိုးလို့ကျွန်တော်ပြောကြပါစို့ A နဲ့ဒီ the pointed trapezium shape different edge long tip 1:3အဲ့တော့ဒီ trapezium ပုံစံရှိရမယ် trapezium ပုံတော့ကျွန်တော်သိမယ်လို့ထင်တယ်ဒီကနေကျွန်တော်ဆင်းလာမယ်အောက်ကိုမညီပဲနဲ့အနောက်စောင်းပြီးဆင်းသွားတယ်เนาะဒီမှာဆိုကျွန်တော် trapezium ပုံပေါ့နော် trapezium ပုံကျွန်တော်ဆွဲကြည့်အောင်ဒါမျိုးပေါ့ဆွဲမနေပါဘူးเนาะဆွဲရခက်ဒီထဲမှာ trapezium ပုံကျွန်တော်ဒီကနေလာမယ်ဒီအောက်ကိုဆင်းသွားမယ်အပေါ်ပြန်တက်မယ်ဒါမျိုးပေါ့เนาะဒီ၄တောင်မညီအနားမညီရဲ့ဒီအနားမညီရဲ့ဒီပုံစံပေါ့နော် trapezium ပုံပေါ့ဒါသိမယ်လို့ထင်တယ်ဒါကျွန်တော်အများကြီးတော့မပြောတော့ဘူးเนาะ trapezium ပုံ okay slightly down slide for slightly down ဆိုတာအကယ်လို့များဒီတွန့်နေရမျိုးเนาะအနာတရားဖြစ်ထားတာမျိုးတွန့်ခေါက်နေရမျိုးဆိုရင်ဒီ slide for တစ်ချက်ရှိပါတယ်နောက်ပြီး the longest tip is short longest tip ဆိုတာဒီနောက်ဆုံးက longest tip ကိုပြောတာအဲ longest tip is short less than 3 times of the front edge length major form เนาะအဲ့ဒါဘာပြောတာလဲဆိုတော့ဒီအရှေ့ဆုံးမှာကျွန်တော်ကဒီ ray တစ်ချောင်းရှိတယ်ထိပ်ဆုံးက ray လေးရှိတယ်ဒီ A နဲ့ fin ပါเนาะ A နဲ့ fin ထိပ်ဆုံးမှာ ray တစ်ချောင်းရှိအဲ့ဒီ ray ဓာတ်ဒီအနောက်ဆုံးကအရှေ့ဆုံး ray ဒီ3စရှိနေရမယ်အနည်းဆုံး3စရှိရမယ်ဒီမှာဆိုရင်တိတိကျကျ3စကိုရှိလို့ရှိတယ်ဗျာဒီချိန်မှာတေးလေးဒီနောက်မှာဒါကြီးအရှေ့เนาะဒီကောင်းတဲ့အနည်းဆုံး3စရှိလို့ရှိရတယ်မရှိဘူးဆိုတာ major form ပေါ့เนาะနောက်ပြီး curve with concave shape toward the edge minor form ဒီမှာဒီ curve with concave ဆိုတာအတွင်းကိုဝင်နေရပါတော့အတွင်းကိုဝင်နေတဲ့ shape ရှိတယ် toward the edge ဒီအမိနောက်ဆုံးအနားဒီကိုအတွင်းထဲကိုခြိုက်ဝင်ပြီးတော့ဒီလိုမျိုးအချုံကြီးဖြစ်သွားတာမျိုးပေါ့နော်အတွင်းထဲကို concave ဖြစ်နေရမျိုးအဲ့လိုမျိုး shape တွေဆိုပြောမယ်ဆိုပုံမူမမှန်တဲ့ပုံစံမျိုးတွေပေါ့နော်အဲ့ဒါမျိုးရှိရင်ကျွန်တော်အမှတ်ရောမယ်ပြီးသွားရင် no pointed tip major form ဒီအနောက်ကိုကျွန်တော်ဒီ MED pointed ဆိုတာခြုံနေရပါတော့အောက်ကိုစူးစိုက်နေတဲ့ပုံစံမျိုးမဟုတ်ပဲねအနောက်ကိုကွေးကောက်သွားတာမျိုးလိန်သွားတာမျိုးနားတွေကောက်နေရမျိုးရှေ့ကိုပြန်ထွက်သွားတာမျိုးဒါမှမဟုတ်ဒီနားမှာအပြီးပြတ်သွားတာမျိုးအဲ့ဒါမျိုးဆိုရင်ကျွန်တော်ဒီ major form ဖြစ်တယ်နောက်ပြီး slightly lost bad edge major form ဒါကတော့ကျွန်တော်တို့ဒီအချောင်းတွေမှာလွတ်နေတဲ့နေရာရှိတာလွတ်နေတဲ့ ray part နေတာเนาะအဲ့ဒါလေးဆိုကျွန်တော် major form ဖြစ်တယ်เนาะဒါအတူတူပဲပေါ့ disqualify အဲ့ကျလို့လိုမျိုး many lost bad ဆိုတာအဲ့ခုနကတော့ဒီမျိုးဒီ ray ကြောင်းတွေပျောက်နေရမျိုးပြတ်နေရမျိုးအဲ့ဒါဆိုလို့ရှိရင်သူကလုံးဝ disqualify ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တာများတယ်ဆိုရင် disqualify ဖြစ်တယ် okay ဒါကတော့ဒါ general เนาะရေဘူးအားဖြင့်ကျွန်တော် splendor complex တွေမှာကျွန်တော်ကြည့်လို့ရတယ်เนาะဒီကောင်တွေမှာကြည့်လို့ရတယ် Symeorian Day เนาะ Embellis เนาะ stick talk ဆိုတော့တစ်မျိုးပေါ့เนาะအတူကတော့တခြား
ကြည့်ရတဲ့ပုံစံတွေရှိတယ်မဟာ Chinese Samrak ဒီနာဒါတွေအကုန်လုံး splendid အဲ့ဒါတွေအကုန်လုံးကိုဒီ eye နဲ့ overall ခြုံပြီးကြည့်လို့ရပါတယ်နော်ဒီကတော့ကျွန်တော်တို့ဒီမဟာ Chinese ရောင်းသွားကြရအောင်ခုမှကျွန်တော်မဟာ Chinese ရောင်းတေချာလေးစမှာအဲ့တော့ Betta Maha Chinese is more aggressive compared to the fish in Cosina group Cosina complex ကကျွန်တော်ရောင်းနေတဲ့ငါးလေးရှိတယ် Betta Persephone တို့ Betta Hubris တို့အဲ့လိုကောင်းနေပြီ Cosina complex group အောက်ကငါးသူတို့ group ထက်ကိုကျွန်တော်တို့ဒီ Splendid complex အောက်ကငါးတွေဒီပို့ပြီးတော့ aggressive ဖြစ်တယ်နည်းနည်းတိုက်ခိုက်လို့စိတ်များတယ်ပေါ့နော် territory သူတို့နယ်မြေကိုကာကွယ်လို့စိတ်တယောက်နဲ့တယောက်ရန်လို့တိုက်ခိုက်လို့စိတ်ပို့ပြီးတော့ပြင်းထန်တဲ့ငါးတွေဖြစ်တယ် cylindrical body shape with bullet like head အဲ့တော့သူဒီ bullet like ဆိုတာကြီးစံခေါင်းပေါ့နော်ကြီးစံရဲ့ခေါင်းပုံစံမျိုးခေါင်းလေးပြည့်ပြတဲ့ဥခေါင်းရှိပြီးတော့ cylindrical body ဆိုတာဒီတွယ်လျက်ခန္ဓာကိုယ်ရှိတဲ့ငါးလေးပေါ့နော် the girl has two irregular metallic line အဲ့တော့ဒီ girl ဆိုတာကျွန်တော်တို့ဗဟတ်အဖုံးမှာကျွန်တော်တို့ပုံစံမမှန်တဲ့ irregular ဆိုတာကျွန်တော်ပုံစံအတိအကျပြောလို့မရတဲ့ပုံစံရှိတယ်အဲ့လိုမျိုး metallic line ဆိုတာကျွန်တော်ရောင်ပြန်ဖြစ်တဲ့ line လေး2 line ပါဒီမှာကြည့်ဒီမှာအပြောင်လေးကျွန်တော်လက်ကလေးပြရတယ်အပြောင်တောင်းလေး2 line ပါတယ်ဒီမှာဆိုတကယ်9လေးရဲ့ပုံမှာလည်းအပြောင် line 2 line ပါတယ်အဲ့ဒီ line 2 line ဖြစ်ပြီးတော့ဘယ်လို line ဖြစ်ရမယ်ဆိုတော့သတ်မှတ်ချက်မရှိဘူးအဲ့ဒါကြောင့် irregular ပုံစံအတိအကျပြောလို့မရတဲ့ line 2 line ပါတယ် has a dorsal fin like Cuba အရွက်ပုံစံ Cuba အရွက်မရှိဘူးဆိုကိုယ့်အောင်ရှာကြည့်ပေါ့နော်ကျွန်တော် like ရှာပြမယ်တော့ကိုယ့်ကိုနည်းနည်းအားစားပြီးရှာကြည့်လိုက် Cuba အရွက်ပုံစံဖြန့်ကျက်နေရမယ်အပြင် call တယ်ဒီ spade day ဖြစ်ရမယ်နော်မဟာ Chinese မှာဒီ rounded day လည်းရတယ်ဒါပေမဲ့ spade day ကိုတော်တော်များများပို့ပြီး prefer ဖြစ်ကြတယ်ပေါ့နော်အပြင် trapezoidal inner shape trapezium shape ရှိရမယ် with the black side looking long နော် sorry black down the back side looking long နောက်ဆုံးမှာရှိရ ready အောက်ကို point နဲ့ဖြစ်ပြီးတော့အရှိဖြစ်နေတာ the basic body color is brown to black သူ့ရဲ့မဟာ Chinese ရဲ့ဒီ base body အောက်ခံ color ဒီအညိုရောင်ဒါမှမဟုတ်အမဲရောင်ဖြစ်ရမယ် the color of dorsal fin is green iridescent with a spider web pattern dorsal fin ကြောရိုးစူးတောင်ရဲ့ color ဒီ green iridescent ရောင်ပြန် iridescent color ဖြစ်ရမယ်အစိမ်းရောင်အခုနောက်ပိုင်းကတော့ဒါအစိမ်းရောင်တွေအပြာရောင်တွေအဓိကမကြောက်ဘူးသူဒီ iridescent ဖြစ်ပြီးတော့အပြာရောင်ဖြစ်လဲရောင်ပြန်ရတယ်နော် copper အရောင်ဖြစ်လဲအရောင်ပြန်ရတယ် green ဖြစ်လဲအရောင်ပြန်ရတယ် turquoise အရောင်ဒါမှမဟုတ် emerald green ရတယ်ကြိုက်တဲ့အရောင်ဖြစ်စေ iridescent color ဖြစ်ရတယ် with a spider web pattern နောက်ပြီးသူ့ရဲ့ဒီကြောပေါ်မှာဒီ pink ကိုမြင်အိမ်လိုမျိုးအစင်းရောင်လေးဖြစ်နေတာဒါလေးဒီလို pattern လေးပါနော် caudal and inner black with streak shape iridescent pattern အဲ့တော့ caudal fin နဲ့ inner fin caudal fin အနောက်မီးနဲ့အောက်ကအမီးမှာ black with streak shape ဆိုတာကျွန်တော်တို့မြင်းချောင်းဆွဲထားတဲ့ပုံစံเนาะမြင်းသားထားတဲ့မြင်းဆွဲထားတဲ့ပုံစံမျိုးကျွန်တော် streak shape လို့ခေါ်တယ်အဲ့လို streak shape iridescent layer pattern ပါမယ်ဒီမှာဆိုကြည့်လိုက်အမဲအောင်ကျွန်တော်တို့ကြည့်ရမလို့ဒီမှာအပြာရောင်လေးရှိအဲ့အပြာရောင်လေးဒီ streak shape iridescent pattern လို့ခေါ်တယ်เนาะ line လေးအဲ့ကြောင့်တကယ်9ပုံနဲ့နောက်ပြီး judge လုပ်ပြမယ်เนาะပြောပြအဲ့တော့ဒီမှာသူတို့ ideal Betta တကယ်ပြန်ဝင်ငါးတစ်ကောင် ideal သတ်မှတ်တဲ့ပြန်ဝင်ငါးသတ်မှတ်တဲ့ငါးဘယ်လိုငါးလဲဆိုတော့ is a fish ရွှေရောက်ပြီးသားငါးဖြစ်ရမယ် shown by its large size and physical characteristics especially its inner fin which is point along tip its down ventral fin အဲ့တော့သူရဲ့ဒီ inner fin နဲ့ inner fin ကနေထွက်နေတဲ့အမီးအရှိနဲ့နောက်ဆုံးအဆုံးကထွက်နေတဲ့အမီးအရှိနဲ့အရှိမှရှိတဲ့ ventral fin နဲ့သူကညီနေရမယ်နော်ဒီအရှိကညီနေရမယ်တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်မျက်စိနဲ့ကြည့်လိုက်လို့ရှိရင်သူကညီလို့ညီပါဖြစ်နေရမယ်ညီရင်တော့ပိုကောင်းတာပေါ့နော် point along tip is down ventral fin လိုမျိုးပဲအနောက်ကအမီးရလဲရှိနေရမယ်နော်အဲ့ဒါအကြီးဆုံးဖြစ်နေလေကောင်းနေပဲ minimum မေးရဲ့ size က 1.5 inches ရှိရ body only ဆိုတာဒီပါးစပ်ကနေပြီးတော့ quarter PNTD ကို 1.5 inches အနည်းဆုံးရှိရမယ် minimum လို့ပြောရနော်အဲ့ဒါကြောင့် female ကကျတော့ 1.25 เนาะ 1.25 လက်မှာရှိရမယ်ပေါ့နော် body only generally larger fish is to be preferred body ကြီးလေเนาะခန္ဓာကိုယ်ကြီးအစူးကောင်ကြီးအကြီးဖြစ်လေသူကကောင်းနေလေပဲ color fault color ပြစ်ချက်တွေ Maha Chinese Betta color ဒီ black and iridescent must be vivid and bright ဒါခုနကတော့အရှိမှကျွန်တော်ပြောခဲ့ပြီ general ပြစ်ချက်တွေမှာကျွန်တော်ပြောခဲ့ပြီပေါ့နော် vivid and bright color ဒီတောက်ပနေရမယ်တောက်ပဆူရှာနေရမယ် the color က bright မဖြစ်တာเนาะဒီတောက်ပမှုမရှိဘူးဆိုရင် slide fault သူဒီပြစ်ချက်ရှိရယ် and even body color body ဒီဥကောင်ပိုင်း body ပိုင်းနေဒီ color မညီမျှပေါ့နော် color မညီနေတာ minor fault ပြစ်ချက်ရှိရယ် the overall color looks pale ဒါ major fault
ငါးတစ်ကောင်ကြည့်လိုက်လို့ငါးတစ်ကောင်လေးထိုင်ထိုင်မှန်မှန်ဖြစ်နေတဲ့ကာလာလေးတော်ပပမရှိဘူးဆိုရင်ဒါ major fault no iridescent color spot on the body အဲ color spot ဆိုတာဒီမှာခန္ဓာကိုယ်မှာကျွန်တော်တို့မဟာချိုင်းနဲ့ခန္ဓာကိုယ်မှာ spot လေးပါတယ်ဒီမှာကြည့်အကွက်လေးတွေ့လားဒီအစိမ်းလေးအဲ့ဒါကျွန်တော် spot လို့ခေါ်တယ်သူ့ရဲ့ base body ဒီအမဲရောင်နော်အမဲရောင်အဲ့ဒီအမဲရောင်မှာကျွန်တော်တို့ကဒီလိုမျိုး iridescent အကွက်လေးထားတာနော်အဲ့တော့သူ့ကို iridescent ဒီအကွက်လေးတွေကို layer အကွက်လေးတွေကိုအမဲရောင်လေးနဲ့ဘောင်ကွက်ထားသလိုလေးဖြစ်နေအဲ့လိုမျိုးအကွက်လေးကျွန်တော်ပါရမယ်လို့ပြောတာအဲ့တော့ကျွန်တော် iridescent spot လို့ခေါ်တယ် okay must be sorry ဒီရောက်တော့the no iridescent color spot on the body saffron အကယ်လို့များလို့ iridescent spot လေးမပါဘူးမမြင်အောင်ဆိုရင်အဲ့ဒါ picture တော်တော်ကြီးသွားပြီဒီပြိုင်ပွဲမဝင်တဲ့ငါဖြစ်သွားပြီပေါ့နော် full iridescent scale not spot saffron အကယ်လို့များကျွန်တော်ခုနလိုမျိုး spot တော့ပါတယ်ဒါပေမဲ့ဒီ spot ဒီလိုမျိုးချားမနေဘူးအမဲရောင်လိုင်းလေးနဲ့ချားမနေတကူလုံးကြီးစိမ့်သွားတာမျိုးတကူလုံးပြာသွားတာမျိုးအဲ့လိုအမဲရောင်လိုင်းလေးနဲ့မချားတော့ဆိုရင်ဒါ picture ကြီးရယ်နော် sport မပိုင်လည်း picture ကြီးရယ် sport တွေပါတယ်ပါပြီးတော့အမဲရောင်လိုင်းကြီးပျောက်သွားပြီတကူလုံးကလုံးဝ domestic butter လိုမျိုးဒီ domestic copper butter လိုမျိုးလုံးဝ fully iridescent layer ဖြစ်သွားတယ်အဲ့ဒါ picture ရှိတယ်နော် okay နောက်တစ်ခုက dorsal fin color ပြီးသွား dorsal fin black and covered by green turquoise iridescent green or turquoise green ကအစိမ်းရောင် turquoise ကကျတော့စိမ်းပြတာနော်ကြိုက်ရအောင်ဖြစ်လို့ရတယ် black and covered by green and turquoise iridescent အဲ့ dorsal ပေါ်မှာအဲ့လိုမျိုးကျွန်တော်ရောင်ပြန် color လေးတွေဖုံးအုပ်ထားရမယ်အမဲရောင်နဲ့ဒီ turquoise နော်ဒီ iridescent layer ပါမယ် iridescent layer ကြီးပဲရောင်ပြန် color ကြီးပဲလည်းရှိလို့မရဘူးအမဲရောင်ကြီးပဲရှိလို့မရဘူးအမဲရောင်ကို iridescent layer နှစ်ခုလုံးဒီဖြန့်ကျက်နေရဒါကိုသူကဆိုလိုတာ some birds are covered by spider web pattern အချို့အစိပ်ပိုင်းလေးမှာအချို့ဒီကြောစုတောင်ရဲ့အချို့နေရာလေးမှာ spider web pattern လေးတွေဖြစ်နေရမယ် no full iridescent minor force နော် not full iridescent အဲ့တော့ iridescent layer မပါနေတာနော် iridescent layer မပါ minor force တစ်ချက်ရှိတယ် red color major force အကယ်လို့များဒီ dorsal မှာအနီရောင်ကြီးပါနေဆိုလို့ရှိရင်ဒါတစ်ချက်ကြီးရယ်နော်ငါးဝင်ဒီ3ထားပါတော့အနီရောင်တွေဒီ dorsal ပေါ်မှာပါနေပြီဆိုရင်ဒါတစ်ချက်ကြီးရယ်ငါမဝယ်တဲ့ငါတော့ back grade အဆင့်ရောက်သွားမယ်ငါးတွေနော်နောက်ကကော်တယ်ဒီအနောက် black အမဲရောင် with cover with pattern green turquoise iridescent layer ဒီ split pattern လို့ကျွန်တော်ခုနကပြောခဲ့တယ်ညင်းဆွဲရတဲ့ pattern တွေမျိုးဒီမှာအမဲရောင်နဲ့ဒီ iridescent layer တွေညတာပါမယ် if the iridescent pattern is not neat minor form iridescent pattern neat ဆိုတာ neat ဆိုတာတက်ရတာပေါ့နော်တကယ်လို့ဒီ iridescent pattern တွေကမတက်ရဘူးဆိုရင် minor form အဲ့တော့ဘယ်လိုဟာကိုပြောရလဲကြည့်အောင်ဒီမှာ iridescent pattern ကြည့်အောင်ဒီမှာ iridescent pattern ဒီအမဲရောင်မကြည့်နဲ့နော်ဒီမှာကျွန်တော်တို့ဒီကောင်မျိုး gray ပေါ့နော် gray color ဒီမှာကြည့်ဒီ color လေးဆိုလို့ရှိရင်သူဒီတက်ရက်နေရနော်အတက်ရက်ဆုံးငါးကိုပြမယ်ဒီငါသူ့မှာတွေ့တာ iridescent layer တွေဒီတက်ရက်နေရပြန့်ကျဲမနေရဘူးဒီလိုမျိုးသူ့ line နဲ့သူဒီတက်ရက်ရှိနေရမယ်အဲ့ဒါကိုကျွန်တော်က neat လို့ခေါ်တာပေါ့နော် okay လို့တက်ရက်ရှိနေရမယ်နောက်ပြီး iridescent pattern is less than half of the correlate major form ကြည့်လို့များ iridescent pattern တော့ပါတယ်ဒါနဲ့ correlate အရှိရတက်ဝက်ပဲပါတာမျိုးဆိုရင်သူ major form နော်နောက်ပြီးဒီ iridescent pattern ကတေးလေးတွေညှောင်ညောင်လေးပဲပါတယ်ဆိုလဲဒါ major form ဖြစ်တယ်ပေါ့နော်နောက်ပြီး if the lens iridescent pattern reach the edge of the correlate it's not prefer over the regular lens အဲ့တော့ဒါကဘာပြောရလဲဆိုတော့ iridescent ဒီမှာ pattern လေးပါတယ်ဒါလေးပါတယ်အဲ့ဒီ pattern လေးတွေဒီမှာတွေ့လားအမီးရဲ့အစွန်းနာလေးမှာဆုံးသွားအောင်အမီးဒီတကယ်အမီးရဲ့ base color ဒီအမဲရောင်အဲ့ဒီအမဲရောင်ရဲ့အတွင်းထဲမှာပဲဒီကောင်လေးတွေကရှိရအဲ့ဒီအမီးအစွန်းကိုကြော်သွားတယ်လို့မဖြစ်အောင်အဲ့လိုအစွန်းကိုကြော်သွားပြီဆိုရင်အဲ့ဒါက disqualify ဖြစ်သွားတယ် okay ဒါကကော်တယ် A နဲ့က black with iridescent color and neat line patterns ဆိုတော့ A နဲ့အမီးမှာပါတဲ့ဒီ iridescent line လေးဒီတက်တက်ရရနဲ့အောက်ကိုဒီမှာလည်းအမဲရောင် line လေးတွေနဲ့အမဲရောင် line လေးတွေပေါ်မှာကျွန်တော်ဒီမှာ iridescent color လေးတွေ့အောက်ကိုတက်တက်ရဆင်းသွားတယ်ဒီလိုမျိုးဖြစ်နေရမယ်ဒီ A နဲ့ fin မှာနောက်ပြီး slight red watch can be seen with additional light slide for ကြည့်လို့များကျွန်တော်မီးနဲ့ထိုးကြည့်လိုက်လို့အဲ့ဒီ A နဲ့ fin မှာအနီရောင်ကျွန်တော်နည်းနည်းလေးမြင်ရတယ်ဆိုလို့ရှိရင်ဒါ slide for ဖြစ်ချက်နေရှိတယ် iridescent not neat minor for ကြည့်လို့များခုနကတော့ကျွန်တော်စင်းနေတဲ့ line ကြောင့်ဒီတက်တက်ရမရှိဆိုရင်ဒါ minor for ဖြစ်တယ် red watch on the base of the A နဲ့ fin minor for ကြည့်လို့များကျွန်တော်တို့ကဒီမီးနဲ့ထိုးကြည့်လိုက်တယ်ထိုးကြည့်လိုက်လို့အဲ့ဒီ A နဲ့ fin မှာအနီရောင်ချင်းချင်းနေပါနေဆိုရင်အဲ့ဒါ minor for အဲ့ငါကတော့အမှတ်ယုံတယ်လားဘလို့မှပြိုင်ပွဲမှာစုမရနိုင်တဲ့ငါပေါ့နော်
တော့ iridescent less than half of the enephin major form အဲ့တော့ဒီ iridescent line တွေကကျွန်တော် enephin ရဲ့ဒီတဝက်လောက်ပဲပါတယ်ပေါ့နော်တဝက်လောက်တောင်မရှိဘူးသူရဲ့ဖြန့်ကျက်နိုင်ဆိုတာတဝက်လောက်တောင်မရှိဘူးဆိုရင် major form ဖြစ်တယ် no iridescent major form အကယ်လို့ iridescent တွေရာဒီ enephin မှာမပါဘူးဆိုရင်ဒါ major form เนาะဒီချက်တော်တော်ကြီးအဲ့ဒါကို Van Treffin ကကြောင့်အရှိရကောင်လေးပြောတာ leg ကလေးကိုပြောတာဒီ leg ကလေးကိုပြောတာเนาะ Van Treffin pelvic fin ပဲပြောတာထောက် Van Treffin နဲ့ခေါ်မယ်เนาะကျွန်တော် Van Treffin နဲ့ပြောနေကြဆို black အမဲရောင်ဖြစ်ရမယ်เนาะသူရဲ့ base color ဒီအမဲရောင် with white tips သူရဲ့အဲ့အမဲရောင်ဒီ leg ကလေးရဲ့ထိပ်မှာအဖြူရောင်အမြင်တန်းလေးပါတယ်เนาะဒီငါးလေးကြည့်အောင်အမဲရောင်မှာအဖြူလေးပါတယ်ဒီမှာအဖြူလေးပါတယ်ဒီမှာဒီထိပ်မှာအဖြူလေးပါတယ်အမဲရောင် leg ကလေးရဲ့ထိပ်မှာအဖြူလေးပါတယ်အဲ့လိုလေးပါ slide red watch slide for ကဲလို့များအဲ့ဒီအမဲရောင် base မှာအနီရောင်ရောနေရယ်နည်းနည်းလေး slide red watch နည်းနည်းလေးအနီရောင်နည်းနည်းလေးပါတယ်ဆိုရင်ဒါ slide for picture နည်းနည်းရှိရယ် no white tips minor faults ကဲလို့များအဖြူရောင်ဒီအမြင်တန်းလေးထိပ်ကလေးမပါဘူးဆိုလို့ရှိရင်အဖြူရောင် line လေးမပါဘူးဆိုရင် minor fault ဒါ picture ကြီးသွားပြီနည်းနည်းကြီးသွားပြီเนาะ5မှတ်ပြီး4မှတ်ရောအောင် white spreaded toward the base minor faults ကဲလို့များအဲ့ဒီအဖြူရောင်တော့ပါတယ်ဒါပေမဲ့အဲ့ဒီပါတဲ့အဖြူရောင်လေးတွေကဒီ base ကြီးရောက်အောင်မယ်เนาะဒီအဖြူရောင်ကဒီယာကြီးတစ်ခုမှာဖြူပြီးတော့ဒီ base တီเนาะသူ့ရဲ့အရင်ကြီးရောက်သွားမယ်ဆိုရင်ကြတော့သူက picture ကြီးသွားပြန်အောင်เนาะအဲ့လိုဆိုရင်လည်းသူကဒီ minor fault เนาะ picture ကြီးသွားပြန်အောင် red color major fault အဲ့တစ်ခုလုံးဒီ boundary တစ်ချောင်းလုံးဒီအနီထင်းထင်းဖြစ်နေပြန်ပြီဆိုရင်သူက major fault ဖြစ်တယ်เนาะဒီတစ်ခုလုံးကအနီထင်းထင်းဖြစ်တယ်ဆိုရင် major fault ဖြစ်တယ်ပေါ့เนาะ okay ဒါကတော့ကျွန်တော်တို့အဲ့လောက်ဆိုရင်ကျွန်တော်ကြည့်တတ်ပြီ color မိန်နေတာလား color dull ဖြစ်နေရလားเนาะ pale ဖြစ်နေရလားကျွန်တော်ကြည့်တတ်ပြီ dorsal fin ဘယ်လိုမျိုးဖြစ်ရမလဲပြောပြီးပြီ caudal fin เนาะနောက် mid anal fin ventral fin ဒါတွေကြည့်လိုက်ပြီဆိုရင်ကျွန်တော်ဒီအကြမ်းမြင်အပြင်ပြောလို့ရပြီသူ့ရဲ့မျက်နှာမှာဒီမဟာချိုင်ရဲ့ပါပေါ့เนาะမျက်နှာမှာဒီ gill အဖုံပေါ့เนาะအဖုံဘဟက်အဖုံမှာ line 2 line ပါဒီမှာဆိုလဲ line အရှိမတစ် line အနောက်မှာ line irregular shape လို့ကျွန်တော်ပြောတယ်ဒီမှာဆိုလဲအရှိမတစ် line အနောက်မှာတစ် line 2 line ပါမယ်เนาะဒီမှာဆိုလဲအရှိမတစ် line အနောက်မှာတစ် line ကအဖုံမှာအဲ့လို2 line ပါမယ် white spot လေးပါမယ် white spot ဖြစ်တဲ့ဒီ iridescent spot လေးပါရမယ်တကူလုံးဖုံးလို့မရဘူးမပါတာလည်းမဖြစ်အောင်เนาะနောက်ပြီးဒီ iridescent ဒီ black streak ရှိလေးဒီသူဒီတတရရနဲ့အနောက်ကိုသွားနေတာနောက်ပြီးအနောက်ကအမီဒီဒီအရှိဆုံးကအမီက3စာရှိရမယ်เนาะအနည်းဆုံး3စာရှိရဒီမှာဆိုရင် red watch ပါပါကြီးအနီရောင်ပါတယ်ထိပ်မှာဖြူအောင်လေးပါတယ်လက်ခံလို့ရတယ်အနီရောင်ပါတယ်ဒါ picture နည်းနည်းရှိတယ်เนาะကျွန်တော် head shape တွေပါတယ်တွားပြီးကြည့်ကြည့်အောင်ဒီလောက်ဆိုတော့ကျွန်တော် general နည်းနည်းသိသွားပြီနောက်ပြီးဒီငါးတွေကျွန်တော်ကဲဖြတ်ကြည့်အောင်နော် okay ဒါ general ဘယ်လိုကြည့်မလဲinner fin shape ဒီ ideal shape ကဒါမျိုးဖြစ်ရမယ်နော်ဒီမှာအနီရောင်ပါနေဆိုတာဒါအကုန်လုံးကိုသူ splendor အုပ်စုခြုံပြီးပြောတာကျွန်တော်တို့ဒီမဟာချိုင်းမှာတော့ဒီလိုမျိုးအနီပါလို့မရအောင်နော် ideal shape ဒီဒါ ideal shape ဒါအကောင်းဆုံး shape ဖြစ်တယ်ဒီလိုမျိုးဖြစ်တယ်ဆိုရင် placket for ဒါ picture ကြီးရဲ့ဒါဆို disqualify ဖြစ်သွားတယ်နော်ဒီမှာကြည့်ဒါကြီးကတော့4ရောင်ဆက်ဆက်ဖြစ်သွားတယ်ဒါ trapezium ပုံတော်မှတိတ်မရောက်ချင်ဘူးเนาะ asymmetric ရဲ့ပုံစံဖြစ်နေအဲ့တော့ဒါကကျွန်တော်တို့ဒါဒီလိုမျိုးဟာတွေကြတော့domestic ဘက်တိုင်းမှာအကျုံးဝင်တယ်เนาะဒီမဟာချိုင်မှာကြတော့အကျုံးဝင်เนาะ okay dorsal fin shape ဒီဒါမျိုးဖြစ်နေရမယ် ideal dorsal shape အောက်က width ဒီကျယ်တာလည်းမဟုတ်ဘူးကျင်းတာလည်းမဟုတ်ဘူးအနေတော့ပဲစဝိုင်းအပေါ်ကပိုင်းတွေကစဝိုင်းချမ်းပုံမျိုးတွေဖြန့်ချမ်းနေနောက်ပြီး spider web တွေပါမယ် dorsal ကအရင်ကျင်းလုံးဝရင်သူဒီ major fault ဖြစ်သွားတယ်ဒီ dorsal အောက်ပိုင်းနဲ့ကျင်းတော့ထောင်ဖြစ်သွားတယ်ပေါ့နော်။ဘာကြောင့် dorsal အောက်အခြေဒီအရင်ကျယ်လုံးဝရတာပြည့်ပြည့်ကြီးဖြစ်သွားတယ်ဒါကြောင့်လေဒီနှစ်ခုကျွန်တော်မမှတ်ပဲနဲ့ဒီຢာလေးကိုမှတ်ထားပါနော်။ head shape ideal shape ဒီခေါင်းနဲ့ဆင်းလာပြီးတော့သူကနှုတ်ခမ်းနေရာကြောင့်အပေါ်လေးကိုမောက်တယ်လို့ဖြစ်သွားတယ်နော်ဒါ ideal shape ဖြစ်တယ်ဒီကောင်းကျတော့ rounded ဒါကျွန်တော်တို့ဒီ bullet head လို့ခေါ်နေ domestic ပတာတွေမှာ bullet head လို့ခေါ်နေဒီဟာကိုပြောတာပေါ့နော်ဒါ bullet head overall shape head ဒီ acceptable သူကလက်ခံလို့ရတယ်ဒါပေမဲ့ဒီ ideal shape ကတော့ဒီဘက်ချမ်းပါတော့ဒီပုံစံမျိုးပေါ့ဒီကောင်းကျတော့ groove or spoon head လို့ခေါ်တော့ကျွန်တော်တို့ lamp ဖြစ်နေကောင်းပါတော့ကောင်းကဒီကိုလာပြီးတော့ကောင်းကနှိမ့်ဆင်းသွားပြီးတော့အပေါ်လန်သွားတာဇုံးပုံစံဖြစ်နေလို့သူကကျတော့ disqualify ဖြစ်သွားတယ်နော် okay အဲ့ဒါဆိုဒီလောက်ဆိုရင်တော့ကျွန်တော်ကြည့်တတ်ပြီထင်တယ်အခုကျွန်တော်ဒီမှာကျွန်တော် man of the ကျွန်တော်မဟာချိုင်ဆိုဒီငါးလေးကိုပြတာရှိတယ်ကျွန်တော်ဒီငါးလေးကိုတော့ကျွန်တော်တို့ခုနကတော့ပြောခဲ့တဲ့အချက်တွေနဲ့အကဲဖြတ်ကြည့်အောင်ပါနော်ခေါင်း shape နော်ခေါင်း shape ဒီသူဒီ bullet head ဖြစ်နေတယ်နော် okay ခုန ideal shape ကြောင့်မဟုတ်ပေမဲ့ bullet head ဖြစ်နေတယ် okay လက်ခံလို့ရတယ်ပါးမှာ line 2 line ပါလာကြည့်ပါးမှာ line 2 line ပါတယ်ကျွန်တော် ventral ကြည့်အောင် ventral ဒီထိတ်မှာအဖြူရောင်လေးအရင်ဒီလုံးဝမဲနေတယ်နော်ဒါဆိုအရင်ကောင်းတဲ့ ventral ရှိတယ်
နောက်ပြီး Vandal ထိတ်နဲ့ A နဲ့ထိတ်ပြီးညီလူညီပါဖြစ်နေဒါဆိုရင်အရန်ကောင်းတဲ့ pattern ရှိတယ်အောက်က A နဲ့ Fin ဒီ trapezium ပုံစံရှိတယ်နောက်ကဒီ A နဲ့ Fin ရဲ့ထိတ်ပြီးဟိုးနောက်ကိုညွှန်ပြနေတာအရန်ကောင်းတဲ့ shape ဖြစ်တယ်နောက်ပြီးဒီပုံမှာပါတဲ့ဒီ iridescent layer လေးဒီအောက်ကိုကျွန်တော်ဆင်းနေတယ်နော်နောက်ပြီးသူ့မှာပါတဲ့အမဲရောင်နဲ့ iridescent layer ဒီညီမျှမှုရှိတယ်ဒါဆိုရင်ဒါအရန်ကောင်းတဲ့ image shape ဖြစ်တယ်ခန္ဓာကိုယ်ပေါ်မှာပါတဲ့ကျွန်တော်တို့ spot iridescent spot တွေဒီအကုန်လုံးညီနေတယ်နေရာအကြားလက်မရှိအကုန်လုံးညီနေတယ်နော်ခန္ဓာကိုယ်ရဲ့ base ပေါ်ဒီအမဲရောင်ဖြစ်တယ်နော်နောက်ပြီးကျွန်တော်ဒီပေါ်မှာကျွန်တော်တစ်ခုလုံးကိုလည်းခန္ဓာကိုယ်တစ်ခုလုံးကိုလည်း iridescent color ဖုံးနေရမှာမဟုတ်ဘူးတစ်ခုလုံးလည်းအမဲရောင်ဖုံးနေရမှာမဟုတ်ဘူးမျှတစွာပါရှိတယ်ဒါဆိုရင်အရန်ကောင်းတဲ့ body color ဖြစ်တယ်ဒီမှာcoral fin coral fin ကျွန်တော်ကြည့်အောင်အနောက်အပြီးဆိုလို့ရှိရင်ဖြန့်ကျက်နေတဲ့ဒီမှာ iridescent layer လေးဒီလားနေပြီးတသက်ရရဲ့ကျွန်တော်ရှိတယ်နောက်ပြီးအမဲရောင် line လေးနဲ့ iridescent layer ဒီမျှမျှတတပါရှိတယ်နော်နောက်ပြီး spike တွေဖြစ်တယ်အပေါ်မှာ dorsal fin spider web pattern ပါတယ် iridescent color ပါတယ်အမဲရောင်ပါတယ်ဒါပေမဲ့သူ့မှာနည်းနည်းလေးပြည့်ချက်ပြောရချက်ပါလဲဆိုတော့ဒီ coral fin နဲ့ A နဲ့ ဒီ dorsal fin နဲ့ coral fin နဲ့ထပ်နေရသည်2 mm တည်းနည်းနည်းကျော်သွားတော့ဒါပြည့်ချက်ရှိတယ်ဒါပေမဲ့ဒီငါးက overall ကြည့်လိုက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးပြည့်စုံတဲ့ငါးရဖို့မလွယ်ဘူးအတွက်သူဒီ end of the pattern အဖြစ်ရသွားတာပြီးတော့ color ဒီဥကောင်းကနေပြီးတော့ဒီအနောက် body ဒီအားလုံးဒီ color ဒီတစ်ရောင်ပဲဖြစ်တယ် color ရောနှောနေရမှာပါဘူးနော် iridescent color တခုအကုန်လုံးဒီပြည့်ပြည့်ရှိဒါကြောင့်မို့ဒီငါးလေးအရင်ကောင်းနေမှာဒီငါးကိုကျွန်တော်မဟာချိုင်ကြည့်ရဆိုရင် sample အနေနဲ့ကြည့်လို့ရပါတယ်ပြီးရင် color ဒီ fill ဖြစ်မနေဘူးမိန်မနေဘူးတောက်ပတဲ့အရာပုံမှန်ရှိတယ်ကဲ okay เนาะအဲ့တော့ဒါလောက်ဆိုရင်မဟာချိုင်ကြည့်တတ်ပြီဒီမှာကျွန်တော်ဒီကောင်လေးဆိုကျွန်တော်ကဲထပ်တက်ပြီပေါ့နော်ကျွန်တော်ထပ်ဒီကောင်မျိုးသူ့ကောင်မျိုးဒါ idea shape เนาะ dorsal ခေါ်တယ်ဘာမှပြောကြမရှိဘူးဒါပေမဲ့ဒီဘောကငါးနဲ့ရှင်းကြည့်ဘယ်သူစုရမလဲလို့စုရမလဲဆိုရင်ဒီငါးပဲရမှာပေါ့နော်ဘာကြောင့်လဲသူ့ရဲ့ body ရဲ့ width ကလည်းအနည်းဆုံး 1.5 inches နဲ့ကျော်သွားပြီရွယ်လဲရောက်နေပြီဒီကောင်လေးဆိုဒါနည်းနည်း junior ပဲရှိသေးတယ်နည်းနည်းကြီးလာအောင်ပါပေါ့နော်ခဏစောင့်ကြည့်ရမယ်ငါးလေးဖြစ်တယ်အခုဒီကောင်လေးဒါဆိုရင်ဒါ emerald green ဆိုရင်သူ့မှာဒီ stripe pattern တွေပါတယ် spot လေးတေချာမြင်ရတယ်เนาะ cheek မှာဒီ line တစ်ခုမြင်ရတယ်ထိတ်မှာဖြူအောင်လေးပါတယ်เนาะဒီမှာ trapezium ပုံမှာမှအောက်ကဒီကောင်နည်းနည်းလေးတိုနေသေးတယ်လို့ကျွန်တော်တို့ခံစားရတယ်နည်းနည်းလေးရှင်းပိုကောင်းတယ် dorsal ဒီကွက်တီပဲဒါပေမဲ့ dorsal နဲ့ A နဲ့ထပ်နေရသည်2 mm လောက်ပဲရှိတယ်ဒါဆိုလဲ acceptable ပဲဖြစ်တယ် dorsal မှာဒီ spider web pattern လေးပါတယ်ဒါဆိုဒီငါးလေးဒီပြန်မဝင်တဲ့ qualify ဖြစ်တဲ့ငါးတစ်ကောင်ဖြစ်တယ်ဒါဆိုရင်ကျွန်တော်ဖောက်ဖို့တော့ဝယ်ရတယ် steel blue သူဆိုလို့ရှိရင်သူ့ရဲ့ခေါင်းလေးဒီမှာလက်မှာ red wash နည်းနည်းပါတယ်ဒါပေမဲ့လက်ခံရတယ်ဒီမှာအောက်မှာ A နဲ့ဒီအောက်ကိုမြင်ပြနေရเนาะဒီမှာဒီ dorsal နှစ်ခုထပ်တာဒီအပေါ်ကဒီငါးတက်ပို့ပြီးတော့ကောင်းတယ်ဒီငါးတက်ပို့ကောင်းတယ် dorsal နှစ်ခုထပ်နေတာဒါပေမဲ့သူ့မှာတခုအားနေချက်ပါတယ်ဆိုဒီကောင်ကအပေါ်အရင်ထောင်သွားတာเนาะအဲ့ဒီတခုအားနေချက်ရှိတယ်ခေါင်းဒီ smooth ဖြတ်ပေမဲ့နည်းနည်းလေးဒီမှာနည်းနည်းလေးခုံးဝနေရတယ်ရှိတယ်ဒါလေးတိတ်ပေါ်မကြရှိတယ်နောက်ပြီးဒီမှာပါးနှစ်ဖက်မှာ line နှစ် line ပါเนาะတော်တော်များပြည့်စုံတဲ့ငါးဖြစ်တယ်ဒီမှာဒီ iridescent spot တွေမှာအကြားလက်ဘယ်နေရာမှမရှိဘူးเนาะဒါတော့ဒီငါးလေးတော်တော်ကောင်းတယ်ဒါကြောင့်မို့ကျွန်တော် project လုပ်ဖို့တော့ဝယ်ရတဲ့ငါးလေးပေါ့နော် okay ကျွန်တော်ဟိုနေ့တော့ရောင်းလိုက်တဲ့ငါးလေးဒီငါးလေးလည်းကျွန်တော်ကြည့်အောင်ကြည့်ရင်ပါမှာ line နှစ် line ပါတယ်ဒီမှာ red wash ပါတယ်ဒါပေမဲ့လက်ထိပ်မှာဖြူအောင်လေးပါတယ်ခေါင်းဒီ bullet head shape ဒါမျိုးကောင်းတယ်เนาะဒီမှာခန္ဓာကိုယ်ပေါ်မှာ spot တွေအကုန်လုံးမြင်ရတယ်ခန္ဓာကိုယ်ရဲ့ base brown base ဖြစ်တယ်အမဲအောင်တော့မဟုတ်တော့ brown base ဒါပေမဲ့ဒီငါးလေးကငယ်ပြီးတော့အကုန်လုံးသေချာမပြောလို့မရသေးဘူးပေါ့နော်သူရဲ့ကြံလက္ခဏာသူရဲ့အမီးတောင်တွေထွက်လာမယ့်အခြေအနေကိုကြည့်ပြီးမှကျွန်တော်ဆက်ပြီးသုံးသပ်လို့ရမှာဖြစ်တယ်ပေါ့နော်။ဒီကောင်လေးဒီ overall ပြောရရင်ကောင်းတဲ့ငါးလေးတွေမှာပါတယ်ပေါ့နော်။ Okay ဒီလောက်ဆိုရင်ကျွန်တော်မဟာချိုင်ကိုကြည့်တတ်ပြီလို့ကျွန်တော်ထင်တယ်။နောက်ရက်ဒီမှာကျွန်တော်တခြားငါးလေးတွေကိုဆက်ပြီးတော့ပြောပြပေးပါမယ်။ပြိုင်ပွဲဝင်နေတဲ့လူတွေလည်းဒီຢာလေးကိုကြည့်ပြီးတော့ကိုငါးကိုဆုံးဖြတ်တတ်ပြီလို့ကျွန်တော်ထင်တယ်ပေါ့နော်။ Okay အားလုံးပဲ good night ပါ။